မင်္ဂလာပါဇင်းဂိမ်းမရနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ပါသေးတယ် subscribe လုပ်ပြီးတောင်းဆိုပါတယ်ကြည့်ရှုတဲ့ viewer တယောက်ချင်းစီတိုင်းလည်းအထူးကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဝါးစားလာတယ်ကျွန်တော်ဝါးသွားတိုင်မှာဖြစ်ပါတယ်ကျွန်တော် clan အဆောက်မှာလေလူပြည့်နေပြီဒီနေ့ကျွန်တော်ဝါးတိုင်မယ်ဝါးကိုကျွန်တော်အီးရဲနဲ့အုပ်မယ်ကျွန်တော်ဝါးကိုရပတိုင်နဲ့တွားမယ်ဗောနော် let's go bro ဟုတ်တယ်ပြေကုန်ပြီโอเค let's go လိုက်ကြအောင်ချိန်လေးဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြအောင်โอเคကျွန်တော်စတိုက်တော့မှာ let's go ပါကျွန်တော်ကလန်မှာတော့လူကတော့3ယောက်ပဲရှိရပါဆော့ရလူကအဲ့တော့ဒီ number 1အိမ်ရယ် number 2အိမ်ရယ်ကျွန်တော်3ယောက်ပဲဆယ်ကျန်တဲ့အိမ်တွေကတော့ဆော့ရမှာပေါ့ဒီတိုင်းပဲရှိနေတာအားကြောင့်ကျွန်တော်အောက်ဆုံးဆိုတော့ဒီအောက်ဆုံး2အိမ်မှာရှင်းလိုက်လိုက်အပေါ်2အိမ်ကဒီ2အိမ်ကိုသူတိုက်နေမယ်โอเค let's go bro okay ရှိုးလိုက်တော့ဒီဘက်ကနေစဖောက်လာနော်မရှိပါဘူးညနိုင်တယ်ဘာလို့လဲလေနိုင်လို့ဆို AC ပြရပြီးတော့နော်Okay, restart. ကျွန်တော်နောက်တိုင်ကိုစက်တီးမယ်။တိုင်းဝင်လူမရှိရောကလန်နဲ့လူမဆောင်တော့ချင်းကြရမှာဆိုတော့တော့သွားလိုက်တော့မယ်။ကျွန်တော်နံပါတ်4အိမ်မှာတိုင်ပါမှာ။ဒီအိမ်ကိုကျွန်တော်ဒီဘက်တော့နေစပေါ့ဖြစ်ပါတယ်ဒီတော့နေစပေါ့ဒီနေ့တိုင်းဖြစ်တယ်နော်ဒီနေ့ကလည်းစောင့်ကြတယ်ဒီဖြစ်တော့ဒီရှေ့
AC 3 star ပါလုံးဝ AC နေရော3 star ဘာဖြစ်ဖြစ်ဒီကတော့နိုင်မယ်ထင်တယ် AC ပဲနော်3 star အားချောင်းနေအိမ်နေလေးတိုက်ပြီး3 star ရတော့ပျော်နေဒီနေ့ကတော့ကြောက်ပါပဲကျွန်တော် channel ကိုကြည့်ရှုတဲ့ viewer ကြောက်ချင်းတယ်ကျေးဇူးတင်ပါတယ်ကောင်းသောနေ့ရက်မျိုးပိုင်ဆိုင်ကြပါအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့တောင်းဆိုပါတယ်